ဒီမှာ part time job ဆိုပြီးတော့အဲ့လိုမျိုးခေါင်းစဉ်တက်ပြီးတော့ education visa တွေနဲ့လုပ်လို့မရဘူးပေါ့နော် legally ပေါ့အားလုံးပဲမင်္ဂလာပါခင်ဗျာ High Education ရဲ့ podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ podcast လေးကတော့ထိုင်းနိုင်ငံမလေးရှားနိုင်ငံတို့ကို study abroad သွားခြင်းနဲ့ညီလေးညီမလေးတို့အတွက် knowledge sharing day 2 podcast လေးဖြစ်ပါတယ်ဒီ podcast လေးမှာ podcaster အဖြစ်မလေးရှားနိုင်ငံ Segi University မှာ Bachelor of Education သင်ကြားနေတဲ့ကျွန်တော်မင်းသက်နဲ့ထိုင်းနိုင်ငံ Rajat University မှာ Communication Arts Major သင်ကြားနေတဲ့ညီမပြေတို့ကနေပြီးတော့မှနှိစက်ပေးသွားမှာဖြစ်ပါတယ်ကဲပထမပိုင်းမှာတော့ University ကိုဘယ်လို apply လုပ်ခဲ့လဲဘာတွေပြင်ဆင်ခဲ့လဲဆိုတာပြောပြပြီးတော့ဒုတိယပိုင်းအနေနဲ့အားလုံးသိချင်ကြတဲ့ living extent တွေကဘယ်လိုရှိမလဲ part time job တွေလုပ်လို့ရလားစတာတွေကိုပြောတော့မှာဖြစ်လို့နားဆင်ပေးကြပါအောင်เนาะကြည့်ရေမတွေ့ရလဲကြာပြီနေရောကောင်းရဲ့ကောင်းပါတယ်အကိုရောနေရောကောင်းရဲ့လားအစင်ရောပြေးရဲ့လားဟုတ်နေမခေါင်းပေါ့เนาะတန်တာတော့အဆင်ပြေပါတယ်ကြည့်နေရထိုင်ရတာနဲ့ပတ်သက်ပြီးတော့ accommodation မှာနေလားဒါမှမဟုတ်ဘူးဆိုရင်အပြင် apartment မှာငှားနေပြီလားဟုတ်ညီမလက်ရှိမှာကတော့ပေါ့နော်ဒီကျောင်းပြင်မှာရှိတဲ့ apartment မှာငှားနေတာပေါ့နော် accommodation ကကျောင်းတွင်း accommodation ကမရလိုက်လို့ပေါ့နော်အဲ့လိုမျိုးရှိရဲ့အကိုရောဘယ်မလို့နေလဲရင်အကိုကကျောင်းတွင်း accommodation မှာနေလိုက်တယ်ပေါ့အပြင် apartment မှာတော့မငားလိုက်ဘူးပေါ့နော်ဘာလို့ဆိုတော့အပြင်မှာကြာရင်ဘယ်လိုဖြစ်လာမလဲဆိုတာမသိတော့အကြောင်းအရာတခါရဲ့အကိုတို့ဒီ student acceptance letter ရကနေသူတို့စီမှာ accommodation ရှိလားမရှိလားတခါရဲ့ပေါ့နေမလားဆိုတာမေးတော့ကြတော့လေအဲ့မှာပဲနေပြလိုက်တယ်အဲ့တော့ကြာတော့လေပြေကျောင်းရဲ့ accommodation အပြင်မှာပေါ့နော်အပြင် apartment မှာနေရချိန်မှာဆိုရင်ရောကွာဟိုပေါ့နော်ပေးရတယ်ပေါ့နော်လာ rank rate ပေါ့နော်ဒီငှားရတဲ့ငွေကဘယ်လောက်ကွာချက်ရှိလားဒါမှမဟုတ်ဆိုရင်အတူတူလောက်ပဲလားပြီးတော့ကျတော့ electric bill တို့ water bill တို့ကဘယ်လိုရှိလဲဟုတ်ကဲ့ကွာချက်တွေကအများကြီးရှိရပေါ့နော်ကျောင်းတွင်းဒီ on campus အဆောင်တွေမှာဆိုလို့ရှိရင်ကမီတာကားတက်တာရပေါ့နော်မီတာကားတက်တာရအခန်းကလည်းတက်တာတယ်နောက်wifi လည်းရှိတယ်ပေါ့နော်များသောအားဖြင့်အဆောင်တွေကပေါ့နောက်တစ်ခုကအခန်းတွေကတော့နည်းနည်းရောကျင်းနေပေါ့နော်ဒါပေမဲ့လည်းတော်တော်တက်တာ2500 2600အဲ့လောက်ဝင်ကျင်မဲ့ပေါ့နော်တက်လာပေါ့အပြင်မှာကြတော့2500 2600အခန်းမျိုးဆိုတာမရှိဘူးပေါ့နော်အလွန်ဆုံးရှိ3400 3500နေစပြီးတော့မှအဲ့လိုမျိုးထောင်ချီ9000 8000လောက်ထိရှိရတယ်နောက်ကွန်ဒိုမီယန်နေရှိရတယ်အဲ့လိုမျိုးရှိရပေါ့နော်ဆိုတော့ကွာတက်တွေကတော့အများကြီးရှိရဲဒါပေမဲ့တခုရှိတာကပြင်ဘက်မှာကျတော့အရန်ကြီး control ဘယ်လိုခေါ်မလဲ rules and regulation တွေကတိတ်မရှိဘူးပေါ့နော်ကိုယ့်ရဲ့ဒီ apartment landlord နဲ့ပဲဆိုင်နေပေါ့ဟိုကျောင်းထဲမှာကျတော့rules and regulation တွေရှိရဲနောက်အိမ်ပြန်ရမယ့်အချိန်တွေသတ်မှတ်ပြီးထားတာမျိုးရှိရဲပေါ့နော်အဲ့လိုမျိုးတော့ကွာတယ်ပေါ့နော်ဆိုတော့ကိုနဲ့ကြိုက်တဲ့နေရာမှာနေရာမျိုးကတော့ပို့ပြီးတော့အဆင်ပြေရပေါ့ဒါပေမဲ့ကျောင်းထဲဟာကျတော့ပို့ပြီးတော့ paper work တွေရှုပ်တယ်ပေါ့နော်6လတင်ရတာတွေ form တွေဖြစ်ရတယ်ရှုပ်တဲ့အတွက်ကြောင့်မို့လို့များသောအားဖြင့်ဒီ international college ကကျောင်းသားကျောင်းသူတွေကတော့အပြင်မှာနေကြတာများတယ်ကိုဟုတ်အဲ့လိုမျိုးရှိရပေါ့အဲ့ဆိုရင်အကိုနဲ့လည်းတိတ်မကွာဘူးပေါ့နော်အကိုဆိုလည်းaccommodation မှာနေရဲဆိုရင်မဲ့အပြင်ထဲကတိတ်ပြီးတော့ဈေးနှုန်းကတချို့ဟာရကွာရပေါ့1000လောက်ရှိရဲအကို accommodation မှာ6လောက်ပဲရှိရဲဒါပေမဲ့တော်လိုပဲပေါ့နော် electric bill ကကြာတက်တာရယ်အကိုတို့ကျောင်းကပေးတဲ့ accommodation မှာဆိုရင် ringgit 300မကျော်ဘဲနဲ့မကျော်ဘူးပေါ့နော်အကို electric သုံးလိုက်တဲ့ဟာက electric bill တို့ water bill တို့က ringgit 300မကျော်ဘူးဆိုရင်အကိုကပေးစရာမလိုဘူးကျောင်းဘက်ကပဲဆောင်ပေးအကယ်၍ကျော်သွားရဆိုမှလာလေအကိုကကျော်တဲ့ amount ကိုမှကိုနေရဲ့ဥယျာဉ်ပေါ့နော်ဒီ apartment မှာကဘယ်နှယောက်နေတယ်3ယောက်နေရင်3ယောက်3နဲ့စားရ3ယောက်နဲ့စားရပေါ့နော်အဲ့လိုမျိုး9ယောက်9ယောက်အဲ့လိုမျိုးလူကြီးပေါ်မူတည်မှာအကိုကပေးဆောင်ရတယ်ပေါ့နော်ပြောရရင်တော့အပြင်နဲ့အတွင်းထဲမှာကနေရဲချိန်မှာဆိုအကိုကတော့အတွင်းဆောင်ပို့ကြိုက်တယ်ဆိုရင်အကြောင်းရပါလဲဆိုတော့ security ပို့ပြီးတော့စိတ်ချရပါတော့။ကျောင်းရဲ့ security ကဒီကျောင်းရဲ့ security လေးပေးထားသလိုသူတို့ဒီအကိုတို့ဘာလို့ဆိုရပါလဲ accommodation မှာလည်း security ရှိရကြမလို့အဲ့ဟာလေးတခုနဲ့အကို accommodation မှာနေပြတယ်ဒါပေမဲ့နောက်နှစ်တော့ပြောင်းအောင်မှာပေါ့နော်နောက်နှစ်ကျရင်တော့အပြင်အပါမှာနေဖို့စဉ်းစားထားတခုရှိပါတယ်ပြီးတော့လေသိချင်တာကပြေ transportation အတွက်ပေါ့နော်ပြေကျောင်းကိုသွားတဲ့အချိန်မှာရောပြေအခုနေရအပြင်မှာနေရောကြောက်ပေါ့နော်ကျောင်းသွားဖို့ဘယ်လောက်အချိန်ပေးရလဲပြီးတော့မြို့ထဲကိစ္စတခုရှိလို့သွားတော့မယ်ဆိုရင်ရောပြေဘယ်လိုမျိုး transportation တွေအသုံးပြုလဲဟုတ်ကဲ့ကိုဟိုကျောင်းအပြင်မှာဆိုရင်မဲ့ကျောင်းနဲ့အဝေးမဟုတ်ဘူးပေါ့နော်တလန်းလောက်ပဲခြားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျောင်းထဲကိုရောက်ဖို့တနည်းအားဖြင့်ဒီကျောင်းမှာကိုတင်ရမယ့်ဒီ building ကိုရောက်ဖို့အတွက်ကတော့အနည်းဆုံးညီမ4မိနစ်လောက်ပဲအချိန်ယူရရပေါ့နော်ဆိုတော့တော်တော်လေးနီးရလို့အဆင်ပြေရမြို့ထဲကတော့ပြောရမယ်ဆိုလို့ရှိရင် Rancid ဆိုတာမျိုးကတည့်တဲ့အတိုင်းပဲဒီပတုံးတန်နီ
province တွေမှာရှိရပါတော့ဆိုတော့ဘန်ကောက်နဲ့တော့အလံဝေးရယ်ဒါကြောင့်မို့လို့မြို့ထဲကိုသွားမှဆိုလို့ရှိရင်တော့ public transportation တွေစီးရတယ်ပေါ့နော်တယောက်တည်းသွားပြတယ်ဆိုလို့ရှိရင်တော့ public transportation စီးရဲဒါပေမဲ့သူကအနည်းဆုံး1နာရီလောက်တော့အချိန်ပေးရတယ်ပေါ့နော်ဒါကြောင့်မို့လို့တစ်ခါတလေမှာတငယ်ချင်းတွေနဲ့ဆူသွားပြီးတော့ Grab ငားတာဒါမှမဟုတ်ဒီ taxi တခုငားသွားတာမျိုးပို့ပြီးတော့အဆင်ပြေခရီးပိုရောက်တယ်ပေါ့နော်အဲ့လိုမျိုးရှိရဲရှင်ဟုတ်အကိုတို့ကျောင်းရောကျောင်းထဲမှာဆိုတော့ဘယ်လိုမျိုးတွေသွားလဲပေါ့နော်မျိုးထဲမှာဥမာဒီကွာလာလမ်ပူဘက်ကိုသွားဆိုလို့ရှိရင်ဘယ်လိုမျိုးရှိတယ်ပေါ့အကိုကြတော့ကျောင်းနဲ့ကြတော့အကိုက7မိနစ်15မိနစ်ပဲလမ်းလျှောက်သွားရင်ရတယ်ပေါ့နော်ပြီးတော့မျိုးထဲကိုသွားချင်တယ်ဆိုရင်အကိုကMRT bus stop နဲ့နီးရတဲ့အတွက်ကြောင့်မလို့ MRT ဖတ်နိုင်တဲ့နီးရကြမလို့အကိုတို့ကအဲ့လိုလဲကျောင်းနဲ့ကသူကကက်ရက်ဖြစ်နေရောကြလေ7မိနစ်15မိနစ်လမ်းလျှောက်ပြီးတော့ MRT စီးပြီးတော့အကိုတို့ကမျိုးထဲကိုသွားလို့ရတယ်ဒါပေမဲ့မျိုးထဲကိုအချိန်ယူရတာကနိုင်ဝက်45မိနစ်တော့အချိန်ယူရတယ်ပေါ့နော်အရင်အကြာကြီးတော့အချိန်ယူကြမလို့အကေးairport ကိုသွားတော့မယ်တခြားအလံဝေးရဲ့နေရာမျိုးကိုသွားအောင်မယ်ဆိုရင်တော့အကိုကတော့ taxi grab တို့ဘာတို့မှငှားပြီးသွားရဲပေါ့ဒါပေမဲ့အဲ့ဟာလည်းတယောက်တည်းကိုမသွားပြပါဘူးအများစုကတော့တငယ်ချင်းတွေ3-4ယောက်ပါတဲ့အချိန်မှာဆိုရင်တော့ကိုသွားကြရပါဘာလို့ဆိုတော့ fee လည်းတက်ထောင်ပေါ့နော်အဲ့လိုမျိုးချုံလိုက်တာပေါ့နော်အဲ့လိုမျိုးဒီသွားပါတယ် consultation ကတော့အရင်ရောအခက်အခဲရတော့မပါဘူးပေါ့နော်လွယ်ကူပါတယ် consultation နဲ့ဟုတ်ခုနကလေညီမကြားရအကိုတငယ်ချင်းတွေနဲ့တူဒီကျောင်းလေးဆောင်မှာစုနေကြရဲဆိုတော့လေအကိုတို့ဒီစားရေးတောက်ရေးကြဘယ်လိုမျိုးလုပ်ကြလဲပေါ့နော်ချက်စားပြကြရလားဒါမှမဟုတ်ဝယ်စားကြလားပေါ့ဘယ်လိုမျိုးလုပ်ကြလဲသိချင်ဟုတ်တငယ်ချင်းနဲ့တူနေရောကြတော့စားရေးတောက်ရေးကကြတော့အကိုတို့ကချက်စားဖြစ်တယ်ပေါ့နော်။ဘာလို့ဆိုတော့ taste ကိုပေါ့နော် taste ကလည်းအကိုတို့ကဒီမလေးရှား taste ကကြတော့ကျွန်တော်ကဘယ်လိုပြောရမလဲဆိုတော့ကြတော့အကိုတို့အိန္ဒိယလည်းမရောက်ဘူးChinese လည်းမရောက်ဘူးဂျားထဲမှာပေါ့နော်ဒီ taste ကအဲ့လိုဖြစ်နေကြမြန်မာပါဇက်နဲ့ကမကြိုက်တာမဟုတ်ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ရေရှည်မစားနိုင်ကြဘူးပေါ့နော်ရေရှည်မစားနိုင်တော့ကြတော့ကိုကချက်စားပြတာများပြီးတော့တငယ်ချင်းတွေကလည်းသူတို့လည်းပေါ့နော်အကိုတို့ဒီ American system အတိုင်းပဲပေါ့နော်ဒီနေ့ပါချက်စားမယ်အဲ့တော့ဘယ်လိုမျိုးပါမလဲဆိုပြီးတော့အကိုတို့ကတပတ်စာပေါ့ဈေးစုဝယ်ပြီးတော့ကိုကအိမ်အတွင်းမှာပဲချက်စားပြတယ်ပြီးတော့ချက်ဖို့အတွက်လည်းသူကပေးထားရပေါ့နော်အကိုတို့ electric ခါလေးလည်းပေးထားသလိုနောက်တစ်ခုကကြတော့ရေခဲတရာတွေဘာရမ်းစအကုန်ပေးထားရဖြစ်တဲ့ကြောင့်မလို့အကိုတို့ကချက်စားတော့အဆင်ပြေဒါအပြင်မှာမစားပြူလာတော့မဟုတ်ဘူးကျောင်းပိတ်လို့အပြင်ကိုသွားလဲတဲ့အချိန်မျိုးမှာဆိုရင်တော့တဏီကုံလောက်ကြာမဲ့အချိန်မျိုးဆိုရင်တော့အပြင်မှာပဲစားပြလိုက်တယ်ပေါ့အပြီးအောင်ပဲအပြင်မှာလည်းပြီးအောင်စားအကုန်3နှစ်လုံးအပြင်မှာပြီးအောင်ပဲစားရတယ်ပေါ့နော်အိမ်မှာမချက်စားတော့ဘူးပေါ့အဲ့လိုမျိုးတော့ရှိပါတယ်အများစုချက်စားပြတယ်အတန်းတက်ရတဲ့အချိန်မျိုးမှာဆိုရင်တော့ဒါကန်တီးမှာရစားတော့အိမ်ပြန်ပြီးတော့7မိနစ်လောက်လမ်းလျှောက်အပြန်သွားနေကိုမိနစ်20လောက်ဖြစ်နေပြီချက်ဖို့ပါညာတော့အဲ့လိုမျိုးဒါမပြန်တော့ဘူးပေါ့အเจ้าမှာပဲစားပြတာဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့အများစုကချက်စားပါတယ်ဟုတ်ပြီးတော့အကြပြေလဲဘယ်လိုမျိုးကိုယ့်ရဲ့ဒီတနေ့စားတော့နေထိုင်မှုနဲ့ပတ်သက်ပြီးတော့ချက်စားပြလာဒါမှမဟုတ်ဆိုရင်ကန်တင်းတော့အပြင်တော့စားပြလာပေါ့ဟုတ်ဟုတ်အဲ့ဒါကတော့နေပုံမူတည်ရပေါ့နော်ညီမအတန်း2တန်း3တန်းဇက်တိုက်ရှိရဲ့နေမျိုးဆိုလို့ရှိရင်တော့ကျောင်းမှာရှိရဲ့ဒီကျောင်းရဲ့ဒီ food court တွေမှာသွားစားတာဖြစ်ဖြစ်နောက်ကျောင်းရှိရဒီဆိုင်လေးတွေမှာစားတာဖြစ်ဖြစ်ပေါ့နော်နီးစပ်ရမှာပဲစားလိုက်တယ်ပေါ့နော်အိမ်မှာအနေများတဲ့နေ့တွေအတန်းသိမ့်မရှိရဲ့နေ့ဆိုလို့ရှိရင်တော့ညီမချက်စားရဲဆိုတာညီမကတော့မှားစားတာပေါ့နော်မှားစားရဲဆိုတာကဒီမှာလည်းမြန်မာဆိုင်လေးပေါ်တယ်ပေါ့နော်ပေါ်တော့ကြတော့ဈေးလဲချိုတယ်ဆိုင်ရည်တော့တည်းလည်းများတယ်ပေါ့ဆိုတော့သူတို့ရဲ့ဒီတရက်ဘာရမလဲဆိုတာတွေကိုလိုက်ကြည့်ပြီးတော့မှမှာပြီးတော့ကိုယ့်ရဲ့ apartment ကိုလာပြီးတော့ပို့ delivery နဲ့ပေါ့နော်အဲ့လိုမျိုးမှာစားတာမျိုးပို့ပြီးတော့အဆင်ပြေရပေါ့နော်မြန်မာဆိုင်တွေကမြန်မာရတာလည်းရတယ်နောက် portion လည်းများတယ်ဈေးလည်းချိုတယ်ဆိုတော့မှာစားတာမျိုးတော်တော်လေးတော့တက်တာတယ်ပေါ့နော်ဒါပေမဲ့တစ်ခါတလေမှာတန်ငယ်ချင်းတွေနဲ့စုပြီးတော့ဥပမာဒီမုံဟင်းကားချက်စားတာတော့လက်ဟင်းကားချက်စားတာအုံနှောက်ချက်စားတာအဲ့လိုမျိုးတွေတော့တစ်ခါတလေတော့လွတ်တက်တယ်ပေါ့နော်ဒါကလည်းအိမ်မှာပဲတူတူဒီတိုင်း hang out လုပ်ရင်းနဲ့လုပ်ဖြစ်တာဆိုတော့ရှားပါတယ်တက်လာမှတစ်ခါလောက်ပေါ့နော်အဲ့လိုမျိုးပဲအပြင်မှာသွားပြီးတော့ buffet စားမျိုးတွေလည်းရှိရပေါ့နော်ဒါပေမဲ့ပြန်တွက်ကြည့်မှဆိုလို့ရှိရင်တော့ခုနပြောသလိုမှားစားတာမျိုးကပို့ပြီးတော့တွက်ချင်တဲ့ guide တယ်ဘိုက်လဲဝရဲပေါ့နော်ဟုတ်အဲ့ဒါမျိုးပဲစားဖြစ်တာများတယ်ရှင်ဟုတ်ပြေပြောလို့မုံရင်း9000စားကြလိုက်ပြီးတော့ဒီထိုင်းမှာကျတော့မုံဘက်တို့ကတော့ဝယ်ဖို့လွယ်ပေါ့နော်ဟိုကိုးစမှာမလွယ်တော့ကြလေမစားပြဘူးပေါ့နော်မုံရင်း9000စားကြလိုက်တရက်မှာမုံဘက်ရှားဝယ်ရမယ်အဲ့လိုစားကြနေဆိုရင်ဘယ်လိုပြောဘယ်လိုရှားလဲဆိုတော့အကိုတို့ကဒီမုံဘက်စစ်ကြီးတော့မဟုတ်ဘူးပေါ့နော်အဲ့လိုဂျပန်ကနေထွက်တဲ့အဲ့လိုဆန်ခေါဆွဲတို့အဲ့လိုမျိုးဟာပြန်တက်ရှားရတယ်ပေါ့ရှားပြီးကန်မှာပြန်လုံးကိုယ့်အတူကိုပေါ့နော်ကိုတောင်ပြန်လို့ရတယ်ပေါ့နော်ဒီလိုမျိုးလုံးဝဒီထိုင်းဆိုတာမုံဘက်ကိုတော်တော်များသုံးကြရဲဆိုတော့လေအဲ့လိုမျိုးတက်ကြီးရောအဲ့လိုမရှိဘူးပြီးဆိုတော့အရင်အဆင်ပြေမုံငါစားကျင်နေဆိုရင်လွယ်တကူချက်စားလို့ရတယ်ဟုတ်တယ်မုံဘက်ကတော့ဒီမှာတော့တော်တော်ပေါ်ရပေါ့နော်ဘာလို့လဲဆိုသူတို့အထောင်းတွေမှာလည်းထည့်သုံးတာဆိုတော့လေဟုတ်ပါဟုတ်ပြီးတော့ကြလေပြေးကအဲ့မှာ study လုပ်ရင်းနဲ့ပေါ့နော်အခုနောက်ထပ်တစ်ခုသိချင်တာကpart time job ပဲဖြစ်ပေါ့နော် work from အလုပ်တွေပေါ့နော်ပြေးရှောက်လုပ်လာပေါ့နော်
ဟုတ် part time job ဆိုတာတဲ့ freelance လုပ်တဲ့အရာမျိုးတွေရှိရပါတော့ဥပမာဒီ content ရေးတာဖြစ်ဖြစ်နောက်ဒီ English စာတီEnglish freelance English teacher လုပ်တာမျိုးဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေတော့လုပ်တယ်ပေါ့နော်ဒီမှာ part time job ဆိုပြီးတော့အဲ့လိုမျိုးခေါင်းစဉ်တက်ပြီးတော့ education visa တွေနဲ့လုပ်လို့မရဘူးပေါ့နော် legally ပေါ့အပြင်မှာသွားလို့မရတဲ့ကြောင့်မို့လို့ဒီမှာတော့အဖြစ်ကျောင်းသားတော်တော်များများကလို့ freelance လုပ်တာအများတယ်ပေါ့နော်ဥပမာဒီညီမတငယ်ချင်းညီမတို့တွေမိကြမှာဆိုလို့ရှိရင်ဒီ photographer ပေါ့ freelance photographer အဲ့လိုမျိုးလုပ်တဲ့ဟာမျိုးရရှိရပါတော့ဆိုတော့အားလုံးကတော့ကိုနီကိုဟန်နဲ့ကိုတော့ဒီ freelance ပိုင်းကိုလုပ်နေကြအမျိုးရှိရရှင်အများသောအားဖြင့် online ကပေါ့ဟုတ်ဟုတ်အဲ့ဆိုရင်တော့ကောင်းပါတယ်ပြီးတော့ style လဲလုပ်ရင် freelance လဲလုပ်ရင်းပေါ့နော်အဲ့လိုဆိုတော့အကိုလည်းအမှန်ပြောရရင်တော့ဒီအကိုတို့ဒီမှာဆိုလဲ legally ပေါ့နော်ဒီ part time လုပ်လို့မရဘူးပေါ့နော်မခေါ်တာမဟုတ် part time job တွေကိုခေါ်ရဒါပေမဲ့ဒီ international ကျောင်းသူကျောင်းသားတွေကိုရတဲ့ part time job ဆိုတာတော်တော်လေးရှားရပေါ့နော်လက်ချိုးရလို့ရတယ်ပေါ့သူတို့ဒီအများစုကတော့သူတို့ local ကိုပို့ပေးကြအများရပေါ့ part time job တွေမှာလေဟုတ်ကြတော့အကိုဆိုရင်ဘာလုပ်လဲဆိုတော့ကြတော့work from အလုပ်ပေါ့နော်စာသင်တဲ့အလုပ်လုပ်တယ်ပေါ့အကိုဆိုရင်သင်ချာသင်တယ်ပေါ့နော်သင်ချာသင်တဲ့အလုပ်ကိုလုပ်တယ်တချို့ဆိုရင်လည်းအဲ့လို content writing လုပ်တာမျိုးတွေလည်းရှိတယ်လို့တခြား data analysis တို့ပေါ့အဲ့လိုမျိုးပြောကြတော့ accounting ဘိုင်းတွေပေါ့နော်လုပ်တဲ့သူတွေလည်းရှိရပေါ့အခုတငယ်ချင်းတွေထဲမှာဆိုလဲဟုတ်အဲ့ဆိုရင်တော့ဒီအာဆီယံတော်တော်များများအကုန်လုံးတူဝင်နေတူရပေါ့နော် part time job legal လုပ်လို့ရတဲ့နိုင်ငံကတော့လက်ချိုးရလို့ရမယ်လို့ထင်တယ်အကိုထင်ရတော့လေဟုတ်တယ်နေတော်တော်နေပါဟုတ်အဲ့တော့ကြတော့ပေါ့နော်ပြီးအားမငယ်ပါအခုဒီ focus ကိုနားထောင်နေရဲပေါ့နော်ညီလေးညီမလေးလည်း part time job တွေကလည်းမရဘူးဆိုပြီးတော့ပေါ့နော်ဒီအားမငယ်ပါနဲ့ဘာလို့ဆိုတော့ကျတော့ part time job ရဲ့အတွက်ပေါ့နော် work from တွေရှိတယ်အဲ့တော့ကိုရတဲ့ကိုမှရှိရဲပေါ့နော်အရေးချင်းကိုမူတည်ပြီးကံမှာ job တွေရှာလို့ရတယ်လို့ work from လုပ်တွေလည်းရှာလို့ရပါတယ်လို့အကိုကနေပြီးတော့အားပေးချင်ပါတယ်ပြီးတော့ဘယ်လိုမျိုး message မျိုးပေးချင်လဲဟုတ်ကဲ့ပေါ့နော်အကယ်၍များရွေးချယ်ခွင့်ရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ part time job လုပ်မှာကိုမှဒီ option နှစ်ခုလောက်ရှိနေဆိုလို့ရှိရင်ကိုသွားခြင်းတဲ့ career နဲ့ဆိုင်တဲ့ကိုသွားခြင်းတဲ့ဒီ goal နဲ့ဆိုင်တဲ့ပေါ့နော် part time job မျိုးလုပ်တာမျိုးကပို့ပြီးတော့စစ်သက်ပါလည်းရတယ်နောက် experience လည်းပို့ရတယ်ဆိုတာမျိုးပြောချင်ပါတယ်ပေါ့နော်ဆိုတော့ရွေးချယ်ခွင့်ရမယ်ဆိုလို့ရှိရင်တော့ career နဲ့ဆိုင်တဲ့ part time job တွေရွေးကြပါလို့အကြံပြုချင်ပါတယ်ရှင်ကဲအားဆိုရင်အားလုံးပဲဒီနေ့မှာတော့ထိုင်းနိုင်ငံမှာ living expense ကဘယ်လိုရှိလဲ part time job တွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့သိသွားပြီဖြစ်ပါတယ်ထပ်ပြီးအသေးစိတ်သိချင်တာလည်းဖြစ်ဖြစ် part time job နဲ့ပတ်သက်ပြီးဖြစ်ဖြစ်ထိုင်းနိုင်ငံမလေးထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့သိချင်တာမျိုးရှိရဆိုရင်ဒီ podcast ရဲ့ comment မှာရေးခဲ့ပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ပါတယ်နောက်ထပ်တတိယအပိုင်းမှာလည်းပေါ့နော်သုံးဝင်တဲ့ application တွေနောက်ဒီအထူးသဖြင့်ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံမှာဒီဘဏ်အကောင့်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတွေ process ရှိရဆိုတာမျိုးတွေကိုပတ်သက်တာတွေကိုပြပြပေးတတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်အထောက်ပေးကြပါအောင်လို့လည်းမြတ်တရားခံချင်ပါတယ်ရှင်အားစိတ်ပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့နောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ရှင်တတာ